Hurricane ရဲ့နယ်မြေမှာလူတွေဟာတဘာဝတရားနဲ့အညီအေးချမ်းချမ်းနေထိုင်ကြပါတယ်။ဒါပေမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဘရင်နန်စစ်အာဏာရလာတဲ့အခါမှာတော့တနယ်လုံးပျက်စီးခြင်းတွေနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။ဒီနေ့မှာတော့နန်စစ်ရဲ့စစ်တပ်ဟာဆာနီယာဆိုတဲ့မိန်းကလေးငယ်လေးရဲ့ရွာကိုတိုက်ခိုက်ပြီးလူအကုန်လုံးနှီးပါးကိုတပ်ဖြတ်ခဲ့ပါတယ်။နှစ်တော်ကြာပြီးနောက်မှာတော့အရွယ်ရောက်လာတဲ့ဆန်ရဟာသူမရဲ့မျိုးနွယ်စုဝင်တွေကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။သူမဟာတောအုပ်မြေပုံကိုကင်ဆောင်ထားပြီးသူမရောက်ပြီးသားနေရာတွေကိုမှတ်သားထားလေးရှိပါတယ်။ရေကန်တစ်ခုအနားမှာတော့တောဆောင်နဲ့သမီးရုပ်တုကိုတွေ့လို့ဆူတောင်းပြီးရေချိုးနေစဉ်မှာပဲထူဆန်းတဲ့တတဝါလေးတွေဟာကြေးစားစစ်သားတွေရဲ့အမဲလိုက်ခြင်းကိုခံနေရတာကိုမြင်လိုက်ရပါတယ်။ဆန်ရဟာသူမရဲ့မြင်တဲ့အတူပုံနေခဲ့ပြီးကြေးစားတွေထွက်သွားမှထွက်လာခဲ့ပေမဲ့တတဝါလေးတွေကတော့ဥချိုတွေအဖြတ်ခံရပြီးတေဆုံးနေခဲ့ပါပြီ။ခီးဆက်လာရင်းနဲ့ဆန်ရဟာတိုက်ခိုက်ခံနေရတဲ့တိုင်းပြည်အသေးလေးတစ်ခုကိုရောက်သွားပါတယ်။သူမဟာမြင်းကိုတောထဲမှာထားခဲ့ပြီးရွာထဲကိုခိုးဝင်ကြည့်တဲ့အခါကြေးစားစစ်သားတွေကတရဝါကြီးတစ်ကောင်ကိုတန်လောင်အိမ်ထဲထည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ Akiri Dragon ဟာသူ့ရဲ့လောက်ကျန်တက်ဖြတ်ရေးသမား Ensign နဲ့အတူရောက်ရှိလာပါတယ်။ဒီကြေးစားတွေဟာ Akiri ရဲ့လူသက်ပွဲကစားကွင်းအတွက်ထူးဆန်းတဲ့တရဝါတွေကိုလိုက်ဖမ်းပေးနေရတာပါ။ Dragon ဟာလှောင်အိမ်ထဲကတုံပန်းတွေကိုစစ်ဆေးရင်းရွာစားကိုထုတ်ခိုင်းလိုက်ပါတယ်။ဒီရွာစားဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျုံဖြစ်နေတဲ့ Dragon ကိုတရွေးနဲ့ထွေးခဲ့ဘူးသူပါ Dragon ဟာပျောက်ဆုံးနေတဲ့လှုပ်ဝက်ချက်စာအုပ်ရဲ့ဒုတိယတစ်ဝက်ကိုရှာဖွေနေပြီးဟန်ရင်တောအုပ်ထဲကိုဝင်ကျင်နေတာပါ။ရွာစားကတော့နတ်ဖျားတွေခွင့်ပြုတဲ့သူပဲဝင်လို့ရမယ်လို့သတိပေးပေမဲ့ Dragon ကတော့နတ်ဖျားကိုမယုံကြည်ဘဲသိပ္ပံနဲ့အသိပညာကိုပဲယုံကြည်သူပါ။နောက်ဆုံးမှာတော့ Dragon ကရွာစားကိုတတ်ခိုင်းလိုက်ပါတယ်။စနေတယောက်ခိုးကြောင်ခိုးဝက်လှဲ့လေရင်တရဝတကောင်ကိုနှိပ်စက်နေတဲ့ကြေးစားနှစ်ယောက်ကိုတွေ့ပြီးတက်ပစ်လိုက်ပါတယ်။ဒါပေမဲ့သူမလှောင်အိမ်ကိုဖွင့်ဖို့ကြိုးစားချိန်မှာအန်နီကဓာတ်နဲ့အနောက်ကနေထောက်လိုက်ပါတယ်။အန်နီနဲ့ဆန်နီယာတို့အပြင်းထန်တိုက်ခိုက်ကြရမှာအန်နီကတိုင်းကွက်ပူတာနေပေမဲ့ဆန်နီယာကလည်းအလျှော့မပေးဘဲပြန်ခုခံပါတယ်။လူတွေဝိုင်းကြည့်နေတော့မှပဲဆန်နီယာရဲ့မြင်းကရောက်လာပြီးလူစုကိုခွဲပစ်လိုက်တဲ့အတွက်အခွင့်အရေးရသွားတဲ့ဗိုလ်ချုပ်ခေါလာကဆောင်းနီယာကိုရိုက်ပြီးမေးလဲသွားအောင်လုပ်လိုက်ပါတယ်။ဆန်ရက်ပြန်နိုးလာတဲ့အခါမှာတော့ Dragon ရဲ့တဲထဲမှာလက်ဝါးကတ်တိုင်နဲ့အခြေခံထားရပါတယ်။သူမကိုနှိပ်စက်ပြီးမြေပုံကိုလူယူသွားတဲ့ Dragon ကသူမကိုတတ်မပစ်ပဲလူသက်ပွဲ Gladiator Games မှာထည့်ဖို့စီစဉ်လိုက်ပါတယ်။ဆန်ရဲ့တယောက်မေးလဲသွားပြန်ချိန်မှာတော့သူမရဲ့မိခင်အသက်ခံရတဲ့အတိတ်ကအိမ်မက်ဆိုးတွေကိုပြန်မြင်နေရပါတယ်။နောက်တစ်ခါနိုးလာတဲ့အခါမှာတော့သူမဟာကျွန်တွေနဲ့အတူလှောင်အိမ်ထဲမှာရောက်နေပြီးမြို့တော်ကိုခေါ်ဆောင်သွားခြင်းခံရပါတယ်။သူမရဲ့မြင်းကိုနှိပ်စက်တာကိုမြင်တော့ဆန်ရဲ့တယောက်ဒေါသထွက်ပြီးစစ်သားတွေကိုတိုက်ခိုက်ပေမဲ့ပြန်ဖမ်းခံလိုက်ရပါတယ်။ကျင်းထဲမှာပိတ်လောင်ခံထားရတဲ့ဆန်နာဟာတညမှာတော့နေရန်ကိုကြော်တက်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အပေါ်ရောက်တဲ့အခါမှာတော့စစ်သားတွေဝိုင်းဖမ်းတာကိုခံလိုက်ရပြန်ပါတယ်။ကျင်းထဲကကျွန်တွေကတော့လွတ်မြောက်ချင်ရင်ကစားကွင်းထဲမှာအနိုင်ရအောင်တိုက်ရမယ်လို့ပြောပြကြပါတယ်။တစ်ဖက်မှာလည်း Dragon ဟာလှုပ်ဝက်ချက်စာအုပ်ကိုအစွဲလန်းကြီးနေပါတယ်။သူဟာစာအုပ်ထဲကလှုပ်ဝက်ချက်တွေကိုတုံးပြီးလူတွေကိုစက်ရုပ်လိုထိန်းချုပ်နိုင်မဲ့ကိရိယာတွေစွမ်းရည်လုံးတွေကိုတီထွင်နေတာပါ။သူကစာအုပ်ရဲ့ကျန်တဲ့တစ်ဝက်ကိုရရင်တစ်ကမ္ဘာလုံးကိုစိုးမိုးနိုင်မယ်လို့ယုံကြည်နေပါတယ်။နောက်တစ်နေ့မှာတော့လူသက်ပွဲတွေစတင်ပါပြီးဆန်နီဟာတစ်သားသားနဲ့ဒိုင်းကိုပဲရခဲ့ပေမဲ့သူမဟာစွန်းစွန်းတမန်တိုက်ခိုက်ခဲ့ပါတယ်။ Dragon ကသူမကိုတငယ်ချင်းဖြစ်သူ Petra နဲ့တိုက်ခိုက်ပေမဲ့ဆန်နီကငင်းဆန်ခဲ့ပါတယ်။ဒါကြောင့် Dragon က Petra ကိုမြားနဲ့ပစ်တက်ခိုင်းလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ဆန်နီဟာစစ်သားတွေကိုတယောက်ပြီးတယောက်တပ်ပတ်ပြီးအနိုင်ယူပြလိုက်တဲ့အတွက်ပရိသတ်တွေတင်မက Dragon ပါအံ့ဩသွားရပါတယ်။ညဘက်မှာတော့ဆန်နီဟာသူမရဲ့မျိုးနွယ်စုဝင်တွေတောနက်ထဲမှာအသက်ရှင်ကျန်ရစ်နေသေးကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့ Dragon ကသူမကိုနန်းတော်ထဲခေါ်ခိုင်းပြီးသူသိမ်းပိုက်ထားတဲ့နယ်မြေတွေကိုပြသကနောက်ထပ်သူမရဲ့တောအုပ်ကိုဖျက်ဆီးမယ်လို့ချိန်ချောက်ပါတယ်။နောက်ထပ်ကစားကွင်းပွဲစဉ်မှာတော့ Dragon ကအေယာမမျက်လုံးတစ်လုံးနဲ့ပါတဲ့ဘီလူးကြီး Cyclops ကိုထုတ်ပြီးကျွန်းတွေကိုတက်ခိုင်းပါတယ်။ဆာနီယာကဘီလူးကြီးရဲ့လက်ဘင်းကထိန်းချုပ်ဆက်ကိုဖြုတ်ချလိုက်နိုင်ပြီးဘီလူးကြီးကိုငါကမင်းရန်သူမဟုတ်ဘူး။ Akiri ကမှရန်သူလို့ဖြောင်းဖျလိုက်ပါတယ်။ဘီလူးကြီးဟာ Dragon ရဲ့စင်မြင့်ကိုတိုက်ခိုက်ပြီးရုံရင်ဆန်ခတ်ဖြစ်သွားတဲ့အချိန်မှာစောမြန်နဲ့အပေါင်းပါတွေထွက်ပြေးဖို့အခွင့်အရေးရသွားပါတယ်။ဆန်နီယာဟာသူမရဲ့မြင်းကိုပြန်ကယ်ထုတ်ပြီး Dragon ရဲ့သိပ္ပံတက်ခွဲခန်းကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်နန်းတော်တစ်ခုလုံးပျက်စီးသွားပြီး Dragon ရဲ့လက်ယုံဖြစ်သူ Crodus လည်းတေဆုံးသွားပါတယ်။ဆန်နီယာနဲ့သူမရဲ့တငယ်ချင်းတွေလွတ်မြောက်သွားပေမဲ့ Dragon ရဲ့စစ်တပ်ကနောက်ကနေလိုက်နေတော့မှာပဲ။နောက်ဆုံးမှာတော့ဆန်နီဟာသူမရဲ့မျိုးနွယ်စုဝင်တွေနဲ့ပြန်ဆုံခဲ့ပါတယ်။သူတို့စီမှာစာအုပ်ရဲ့ဒုတိယတစ်ဝက်ရှိနေတာပါ။အတိတ်ကဖြစ်ရမှန်ကတော့ Dragon ဟာအဲ့ဒီရွာကဖះเจ้าထဲမှာပုံနေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီးစာအုပ်ကိုဖတ်ရင်းနဲ့အာနာမတ်တဲ့သူဖြစ်လာခဲ့တာပါ။ဆန်နီယာကသူမရဲ့လူတွေကိုစူးစီးပြီး Dragon ကိုအပိသက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တောအုပ်ထဲမှာအပြင်းထန်တိုက်ပွဲဖြစ်ပွားပြီးဆန်နီယာနဲ့အန်နီယာတို့တယောက်နဲ့တယောက်သေးလို့မတက်တိုက်ခိုက်ကြပါတယ်။ဆန်နီယာဒဏ်ရာအပြင်းထန်ရသွားပေမဲ့ရေကန်နာကနတ်သမီးကသူမကိုဒဏ်ရာတွေပျောက်ကင်းအောင်ကုသပေးပြီးခွန်အားတစ်တွေပေးလိုက်ပါတယ်။ဆန်နီယာဟာခွန်အားအတစ်တွေနဲ့ Dragon ရဲ့မြို့ထဲကိုကျူးကျော်ဝင်ရောက်ပြီးစစ်သားတွေကိုအပြတ်တက်နှိမ်နင်းပါတယ်။အန်နီယာကတော့ Dragon ရဲ့လှည့်ဖျားမှုတွေကိုတီးသွားပြီး Dragon ကိုပြန်ထိုးနှက်ရင်းနှစ်ယောက်လုံးတေဆုံးလူနီးပါးဖြစ်သွားပါတယ်။ဆန်နီယာက Dragon ကိုတောထဲအထိလိုက်ရှာပြီးတွေ့တဲ့အခါမှာတော့ Dragon ဟာနောင်တတွေနဲ့အတူတေဆုံးသွားပါတယ်။
စင်ရဟာ Dragon ရဲ့အလောင်းကိုသူ့ရဲ့မျိုးနွယ်စုထုံးစံအတိုင်းတကြိုပေးဖို့မှာကြားခဲ့ပါတယ်။သူမကတော့တောထဲမှာပဲတစ်သက်လုံးနေခဲ့ရတာကြောင့်အခုတော့ကဘာပတ်ပြီးခီးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ကိုစင်ရောက်လာပြီးသူမရဲ့လူမျိုးတွေအကူအညီလိုနေကြောင်းလာပြောတဲ့အတွက်စင်ရတယောက်နောက်ထပ်စွန်စားခန်းအသစ်တွေစီခီးဆက်လိုက်ပါတော့တယ်။နောက်ထပ်ဘလို့ဇာတ်ကားမျိုးတွေကို recap လုပ်ပေးရမလဲဆိုတာပြောခဲ့အောင်နော်